မင်္ဂလာပါ brother တို့မနေ့က offline ကူပေါ်လေးရလိုက်ကြလားကျွန်တော်ပြောခဲ့တယ်နော်ဒီပွဲကိုကျွန်တော်စိတ်ကြိုက်မှုအပြည့်ပေါ့နော်ဒီလိုမျိုးလေးပြောခဲ့တယ်ဒါအပြင်မှာကျွန်တော်မနေ့ကကျွန်တော်ရဲ့ဒီ user တွေပေါ့နော် user တွေအတွက် user တစ်ကိုဘယ်သူမှမထုတ်တဲ့ဒီ message ကျွန်တော်ပေးခဲ့တယ် okay ဆိုပြေပေါ့ဗျာမနေ့ကဒီကျွန်တော်တို့ live မှာလဲတွတ်တယ်9ပွဲပြောတယ်6ပွဲအထိမှန်တယ်တွတ်တယ်10ပွဲပြောတယ်9ပွဲအထိရတယ်အဲ့တော့ဒီနေ့ super sunday ပေါ့နော်ကျွန်တော်ဒီကညီကိုတွေအတွက်တစ်ပွဲပြောချင်ပါတယ်စိတ်ကြိုက်မှုအပြည့်ပါပဲဒီနေ့လေဆိုတော့ဒီနေ့ကြိုက်တာကြီးများနေတယ်ဗျပြောရရင်ဒီနေ့စိတ်ကြိုက်မှုကတော်တော်များတဲ့အထင်မှာရှိတယ်ဆိုတော့ပထမဦးဆုံးဒီကညီကိုတွေကျွန်တော်အကြိုက်ဆုံးတစ်ပွဲကိုပဲပြောပေးခဲ့ပါမယ်အဲ့တော့ဗီဒီယိုကတော့ရှေ့မှာဖြစ်တဲ့အတွက်သုံးသက်ချက်ကိုမကြည့်ချင်ရင်ဗာလဲဆိုတော့ဒီနေ့ lance body ပါဟုတ်ပါတယ်ကျွန်တော်တို့ကျင်းသစ်လီရပါ lance ကြိုက်ပါတယ်ဆိုတော့ဒီပွဲလေးကိုကျွန်တော်သုံးသက်ချက်လေးလုပ်ပေးချင်ပါတယ်အားလုံးပဲစလိုက်မယ်ပေါ့နော်ကျွန်တော်ဒီနေ့ lance ကဘာနဲ့တွေ့တယ်ဆိုရင်ရှင်းနိုင်ပွဲမှာကစားမှာပေါ့နော် match နဲ့တွေ့ပါတယ်ခုလက်ရှိဒီ PSG ကမနေ့ကမိုနာကိုကျွန်တော်တို့ရှုံးသွားတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာ land strike ကတော်တော်လေးအတက်စရာဖြစ်သွားတယ်ဒီပွဲကကမ်မာက match ကကျွန်တော်တို့အောက်ဆုံးကအတင်းပေါ့နော်တော်တော်လေးချင်းနေဆိုးနေတယ်ဗျ match ရဲ့ဒီကစားပုံပေါ့နော်ကစားပုံကကျွန်တော်တို့အရင်ကြီးအားရစရာမရှိဘူးဗျဒီအိမ်ကွန်းမှာတော့သူကောင်းတယ်ဆိုပေမဲ့ပေါ့နော်အဝေးကွန်းမှာတော့မကောင်းဘူးလို့ရှိဆိုတော့ဘယ်လိုပဲနေဒီနေ့ဒီ match ကပထမအကြွပေါ့နော်လမ်းကရှုံးထားခဲ့တယ်ဒီ match ကိုဘယ်လောက်တောင်ဖွင့်ခဲ့လဲဆိုရင်ကျွန်တော်တို့ဒီတဲကြီးပေါ့နော်တဲကြီးကတော့ level ရှုံးမဲ့ဖွင့်ခဲ့တယ်ဒါပေမဲ့ကစားကာနီမှာတလုံးဒီလောက်ထိတက်ခဲ့တယ်ပေါ့မအောင်ရဘူးဒါပေမဲ့အခုလက်ရှိနှလုံး80စားဆိုတဲ့တိုင်းတာ lens အောင်လို့ရပါတယ်ဒါကဒီနေ့မှာပေါ့နော်ပထမဒီအကြော်တော့လည်းမအောင်ထားတဲ့အတိုင်းတာလည်းရှိတယ်ရှေ့မှာ PSG ကလည်းကျွန်တော်တို့မိုနာကိုရှုံးသွားခဲ့တယ်ဒီပွဲကကျွန်တော်တို့ lens ဘက်မှာလည်းinjury တော့ရှိတယ်ဗျ injury ရှိတယ်နံပါတ်9တွေနာနေတယ်နံပါတ်22တွေနာနေပေါ့နော်ဆိုတော့ lens ရဲ့ဒီအရှိပွဲပေါ့နော် lion နဲ့ lion တူတူကစားထားရတယ်ကိုပါတီ front မှာ6ရက်နေရsorry အဲ့တော့6ရက်နေရဆို lens ကပွဲပန်းနေမဲ့အတိုင်းအတာမျိုးတော့ရှိတယ်ဗျတိလားဒီတစ်ချက်တော့ကျွန်တော်တို့စိုးရင်ရမယ်ပေါ့နော်တို့ပေမဲ့လည်းအဲ့ဒီရှေ့မှာကျွန်တော်တို့ lens အနေနဲ့ Paris ကိုဝေးခွင့်ရနေတော့မှအနိုင်ကစားထားနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့တော့ကတော့ကျွန်တော်တို့ဒီ22ပါတယ်10ပါတယ်28ပါတယ် okay ဒီနံပါတ်22လေးကတော်တော်ကောင်းတယ်ပေါ့နော်နံပါတ်22 38 9လည်းပါတယ်ဆိုတော့အခုလက်ရှိကလူတွေနားနေတယ်22လည်းနားနေတယ်9လည်းနားနေတယ်38တို့ပါတယ်ပေါ့နော်ဆိုတော့လူကတော့တော်လေးနားနေတယ်ဗျ lens ကလေအဲ့တော့ဒီ lens အနေနဲ့ဒီဖွင့်လှစ်မှုကလည်းကျွန်တော်တို့မှန်ကန်မှုရှိတယ်လို့တွေ့ရတယ်ဒါကလူနာနေတဲ့အတိုင်းအတာတော့မှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောပြမယ်PSG တောင်းမှာပေါ့နော်ဒီ match ကိုဘယ်လောက်ပေးခဲ့လဲဆိုရင်နှလုံးကိုပေါ့နော်ကျွန်တော်တို့အပြေရှုံးနီးပါးအထိပဲပေးခဲ့တာနှလုံးရှုံးတောင်းမှာမဟုတ်ဘူးပေါ့နော်80 80ရှုံးတော့ပဲပေးခဲ့တာ3-0နဲ့အောင်ခဲ့တယ်ဗျ PSG ကလေအဲ့တော့ PSG မှာလည်းကျွန်တော်တို့ Dembele မပါနိုင်ဘူးဆိုပေမဲ့တခြားကျန်တဲ့ဒီအကုန်ပါတယ်ပေါ့နော် Dembele တယောက်လောက်ပဲမပါနိုင်တာဖြစ်ပါတယ်ကျန်တဲ့သူအကုန်ပါတယ်ဆိုတော့ဒီနေ့မှာဆိုရင်လည်း PSG နဲ့ Lens ပေါ့နော်ဒီမိုနာကိုအပေါ်ကိုကိုစီ PSG ကတရှုံးပေးတယ်မိုနာကိုကို Lens ကသူ့အိမ်ဝင်းကနေပြီးတော့ပြောရမယ်ဆိုရင်တော့ level ရှုံးပေါ့နော် level ရှုံး1 plus 80လောက်ပေးတယ်မအောင်ပါဘူးနှစ်တင်းစလုံးမအောင်ဒီနှစ်တင်းကြမှာကွာဟချက်က 1D ရှိတယ်ပေါ့နော် PSG ကနှစ်ရှုံးမပြေခဲ့ပါဘူးပေးတာကဒီ lens ပေါ်အဲ့တော့ 1D shot မယ်ဆိုရင်
2D တစ်ရှုံးပဲပေးရမှာဖြစ်ပါတယ် lens အနေနဲ့ဆိုတော့လက်ရှိကလွေနားနေတာရဲ့နောက်ပြီးတော့ဒီ lens ရဲ့ဖွင့်လင်းမှုပါပေါ့နော်မှန်ကန်မှုရှိနေတယ်ပေါ့နော် BHG ကလည်းဒီအရှိမရှုံးထားတာဖြစ်တဲ့အတွက် lens တို့ဒီပွဲကိုဖြစ်မနေအသာသေးရရှိမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဆိုတော့ဘယ်လိုပဲနေပါကျွန်တော်2ရက်ပဲနားရတယ်ဆိုပေမဲ့လည်းဒီနေ့ match ရဲ့အဝေးကွင်းထောင်ညံ့တာရဲ့ပထမကြော်တော့ကလည်းကျွန်တော်တို့လမ်းကရှုံးထားတာဖြစ်တဲ့အတွက်ဒီနေ့မှာကျွန်တော်ကလမ်းကိုလုံးဝကိုကြိုက်ပါတယ်စိတ်ကြိုက်ပြေပေါ့နော်ဆိုတော့နောက်တစ်ပွဲကျွန်တော်ပြောခဲ့ပါမယ်နောက်တစ်ပွဲကဘယ်ပွဲလဲဆိုရင်ကျွန်တော်တို့ခွန်နိုင်ပွဲမှာကစားမှာဖြစ်ပါတယ်ဒီလာကြီးရဲ့ပါဒီလာကြီးရဲ့တော့ကျွန်တော်တို့ trade 2ပြောနေကြမလို့ပါဘူးဒီဟာပဲရှိတော့တယ်ဒီဟာပဲရုံးရမယ်ဒီဟာပဲကစားရမယ်ကြားထဲမှာလည်းကျွန်တော်တို့ဘာမှ trade 2ကစားထားတာမရှိတဲ့ဒီလာကြီးရဲ့အနေနဲ့ဒီနေ့မှာရမှတ်တေချာပေါက်စုကိုစုပါလိမ့်မယ်ဒီလာကြီးရဲ့ဇုံပေါ်ကိုကြိုက်ပါတယ်အဲ့တော့ဒီဒီလာကြီးရဲ့ဇုံပေါ်ကလည်းစိတ်ကြိုက်မှုတော်တော်လေးမြင့်ပါတယ်ပြောရရင်H ကကျွန်တော်တို့ရုံးနေပေါ့နော် H အနေနဲ့ဒီနေ့ပွဲရှုံးသွားလဲနေရာပြောင်းမသွားဘူးနိုင်သွားရင်တော့အဆင့်တင်မယ်ပေါ့နော်ဒါပေမဲ့နိုင်လောက်တဲ့အရေးချင်းမျိုးလည်းမရှိပါဘူးဘီလာကြီးကလူဆုံးနေတဲ့အတိုင်းလာမှာ H ရဲ့ဒီလက်ရှိအတိုင်းဒါရ9ရရင်တော့မှာပေါ့နော်ကျွန်တော်ကတော့ဘီလာကြီးရဲ့နိုင်ကိုနိုင်တယ်ဘီလာကြီးရဲ့ကိုသုံးဖို့ကြိုက်ပါတယ်ကြီးရန်ဖွင့်လင်းမှုကလည်းဘီလာကြီးရဲ့မှန်ကန်မှုရှိနေပါတယ်ဒီ1.30ဆိုတဲ့အတိုင်းဒါပေါ့လေဆိုတော့ကျွန်တော်ကတော့ဘီလာကြီးရဲ့သုံးဖို့လုံးဝစိတ်ကြိုက်ဖြစ်ရွေးချယ်ထားပါတယ်ဆိုတော့ဒီမှာကျွန်တော်ဗီလာရဲ့ဇုံပေါ်နဲ့လမ်းပေါ်ကိုရွေးချယ်ပေးခဲ့ကြပါတယ်မနေ့ကလိုမျိုးပဲကျွန်တော်အနေနဲ့ဒီ FB မှာ live နေအောင်မယ်မောင်လေးရွေးချယ်ပေးသွားမယ် user တွေကိုလည်းဒီပွဲလက်ဆောင်ပေးသွားမယ်ဆိုတော့ FB ကို like ကိုစောင့်ကြည့်ချင်တယ်ဆိုရင် FB ကိုစောင့်ကြည့်ထားပါကျွန်တော်ရဲ့ဒီ account ပိုင်ကိုမှာကျွန်တော် link လေးထည့်ပေးထားပါအားလုံးပဲစင်ကြပါစေ